Satari mamaito na ilang kilinzeri Silang kanola Naglapo sao ni zeri Orone titwibo Nizito tiliene Waye tanwe Zintelo laziya Mamaito na iwe 참여야제 칸지 35 모시디 이들이라 암요 브레이트 아방고 시위즈유에 타라피아 메이도모도 때노 찐웨 대야호모가 6ရက်ပတ်လုံးအလုပ်လုပ်ရမည်ဓမ္မနေရသည့်တင်တို့၌တန့်ရှင်းသောနေ့ထာဝရဘုရားအဖို့ညင်ဝတ်စွာနေရသောဥပုသ်နေ့ဖြစ်၏ထိုနေ့၌အလုပ်လုပ်ရသောသူမည်သည်ကအသေးခံရမည်တင်တို့နေရအရက်၌ဥပုသ်နေ့မှမိကိုမမွှေးရဟုဆင့်ဆို၏တဖန်မောရှိသည့်ဣသရေလအမျိုးသားပရိသတ်အလယ်၌ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုသည်ကတင်တို့တွင်ထာဝရဘုရားအားလှူသောအလှူကိုပြင်ဆင်ကြလော့ကျင်ညိုသောစေတနာစိတ်ရှိသမျှသောသူတို့သည်ရွှေငွေကြေးဝါပြသောအထည်မောင်းသောအထည်နီသောအထည်ပိတ်ချောစိတ်မွေးအနီဆိုးသောတိုးရီတကာရှတဟာရှတရေအကာရှတက်တာလေးရစီပေါ်ဖို့မိရှုရနန္တာပေါင်းမွေးဖော်ဖို့ရနန္တာမျိုးမိထွန်းစရာစီယဟန်ကြောက်ယပရောဟိတ်တင်တိုင်းနဲ့ရင်ဖွဲ့၌စီစရာကြောက်မြတ်သည်ဟုသောထာဝရဘုရားအားလှူသောအလှူကိုဆောင်ခဲ့ကြလော့တင်းတို့တွင်လိမ္မာသောသူရှိသမျှတို့သည်လာ၍တဲတော်နှင့်အပေါ်သေးအဖုံရွှေချောင်းပြင်းပြကလန့်ကျင်တိုင်းခြေဆွတ်တို့ကို၎င်းတက်တာနှင့်တူ၏တဘူတက်တာအဖုံကာရသောကလကာကို၎င်းစပွဲနှင့်သူ၏တဘူသူ၏တဆာရှိသမျှနှင့်ရှိတော်မုတ်၎င်းမိရှုစရာဖို့မိခုံတဲ့သူ၏တဆာမိခွက်များမိရှုစရာစီကို၎င်းနန္တာပေါင်းမိရှုရာပလင်တဲ့သူ၏တဘူလိန်ရစီမွေးသောနန္တာပေါင်းတဲတော်တကဝကာယံကလကာကို၎င်းမိရှုရာရစ်ပူဇော်သောပလင်နှင့်ကြေးဝါစကားတဘူတဆာရှိသည်မြအင်တုံနှင့်ခြေထောက်ကို၎င်းတဲတော်ဝင်းကလကာတိုင်ခြေစွတ်ဝင်းတကဝကာစရာကလကာကို၎င်းတဲတော်တန်တင်တဲတော်ဝင်းတန်တင်ကျိုးများကို၎င်းတန့်ရှင်းရာဌာန၌အမှုတော်ကိုထမ်းစရာအဝိယေဘရဟိအမှုကိုဆောင်သောအခါယေဘရဟိအာရုန်နှင့်သူ၏သားဝိ၍တန့်ရှင်းသောအဝိကို၎င်းထာဝရဘုရားမှားထားတော်မူသမျှအတိုင်းလုပ်ရကြမည်ဟုဆင့်ဆို၏ဣသရေလအမျိုးသားပရိသတ်ပေါင်းတို့သည်မောရှေထံမှထွက်သွားကြ၍မိမိစိတ်နှလုံးနှိုးဆော်သောသူကျင်ညိုသောစေတနာစိတ်တော်ရှိသောသူအပေါင်းတို့သည်ပရိသတ်စည်းဝေးရာတဲတော်လုပ်ဖို့၎င်းအမှုတော်ထမ်းစရာဖို့၎င်းတန့်ရှင်းသောအဝတ်ကို၎င်းထာဝရဘုရားအားလှူသောအလှူကိုဆောင်လက်လာကြ၏ကျင်ညိုသောစေတနာစိတ်ရှိသောယောက်ျားမိန်းမတို့သည်လက်ကောက်နှတောင်းလက်စွပ်နှခေါင်းဘူးရွှေတစားရှိသမျှကို၎င်းဆောင်ခဲ့သဖြင့်လှူသောသူအသီးသီးတို့သည်ထာဝရဘုရားအားရွှေကိုလှူကြ၏ပြသောအထည်မောင်းသောအထည်နီမောင်းသောအထည်ပိတ်ချောစိတ်မွေးအနီဆိုးသောတိုးရည်တဟာရှတရေရှိသောသူတိုင်းဆောင်ခဲ့၏ငွေနှင့်ကြေးဝါကိုလှူသောသူတိုင်းထာဝရဘုရားအားလှူ၏မို့တော်နှင့်ရှင်သောအလုတ်စရာဖို့အကာရှတစ်သားရှိသောသူတိုင်းလေဆောင်ခဲ့လေ၏ရကန်းတတ်သောမိမအပေါင်းတို့သည်လည်းကိုယ်လက်နှင့်ရက်၍ပြားသောအထည်မောင်းသောအထည်နီသောအထည်ပိတ်ချောရက်သမျှကိုဆောင်ခဲ့ကြ၏မိမိညာနှိုးဆော်သောမိမအပေါင်းတို့သည်စိတ်မွေးကိုရက်ကြ၏သူတို့သည်လည်းရှာဟန်ကြောင့်ယေဘရဟိတ်တင်တိုင်းနှင့်ရင်ဖွဲ့၌စီစရာကြောက်ကို၎င်းမိထွန်းစရာဖို့လိမ့်ရန်စီပေါ်ဖို့မိရှုရနန္တာပေါင်းမွေးဖို့နန္တာမျိုးနှင့်စီကို၎င်းဆောင်ခဲ့ကြ၏ထို့သောထာဝရဘုရားသည်မောရှေအားမှာထားတော်မူသောအလုတ်အမျိုးမျိုးရှိသမျှဖို့ဣသရေလအမျိုးသားတို့တွင်ကြည်ညိုသောစေတနာစိတ်နှိုးဆော်သောယောက်ျားမိန်းမအပေါင်းတို့သည်ထာဝရဘုရားအားကြည်ညိုသောစိတ်နှင့်လှူကြ၏တဖန်မောရှေကနားထောင်ကြလောထာဝရဘုရားသည်ယူဒအမျိုးသားဟုရဤသားဖြစ်သောဥရိဤသားပေစလေလကို
ပေးအမိဖြစ်ခန့်ထားတော်မူပြီးသူသည်ရွှေငွေကြေးဝါကိုလုံသောအသက်ကြောက်ကိုသွေး၍စီသောအသက်တစ်သားကိုထုလုပ်သောအသက်နှင့်အမျိုးမျိုးသောအလုတ်ကိုထူဆန်းစွာလှုပ်တတ်မည်အကြောင်းဉာဏ်ပညာနှင့်ကသိပ္ပံအသက်အမျိုးမျိုးကိုပေး၍ဘုရားသခင်၏ဝိညာဉ်တော်နှင့်ပြည့်စုံစေတော်မူပြီးသူနှင့်တန်အမျိုးသားအဟိတမေဤသားအဟောလပသည်သူတပါအားအသက်တင်ပေးနိုင်မည်အကြောင်းဉာဏ်ကိုပေးတော်မူပြီးထိုသူတို့သည်ထုလုပ်သောသူဤအလုတ်စံပြသောလက်တမဤအလုတ်ပြသောအထည်မောင်းသောအထည်နီသောအထည်ဗိတ်ချောကိုခြေလေတက်သောသူဤအလုတ်ရစ်တက်သောသူဤအလုတ်အနီးနီလှုပ်တက်သောသူဤအလုတ်ထူးဆန်းစွာကြံစီတက်သောသူဤအလုတ်အမျိုးမျိုးရှိသမျှတို့ကိုလှုပ်တတ်မိအကြောင်းဉာဏ်ပညာနှင့်ပြည့်စုံစေတော်မူ၏စာလနံပါတ်19မိုးကောင်းကင်သည်ဖျားသခင်ဘုံအသေးတော်ကိုကြားပြော၍မိုးမျက်နှာကျက်သည်လည်းလက်တော်နှင့်လှုပ်သောအရာများကိုပြသ၏တနေ့ကိုတနေ့မြတ်ဆို၍တညကိုတညတွင်တင်၏နှုံမြချင်းစကားပြောခြင်းမရှိသူတို့နှုတ်ထွက်တံကိုမကြားရတော့လေသူတို့၏အသံသည်မြေတစ်ပြင်းလုံး၌နှံ့ပြ၍သူတို့၏စကားသည်မြေကြီးစွန်းတိုင်အောင်ရောက်လေ၏မိုးကောင်းကင်တွင်နေပိတ်မှန်ကိုထားတော်မူသဖြင့်နေသည်အခန်းထဲကထွက်လာသောမင်္ဂလာဆောင်လူလင်ကဲ့သို့ဖြစ်၍ခွန်အားကြီးသောသူကဲ့သို့မိမိသွားရလမ်းသို့လိုက်ပြေးမည်ဟုဝမ်းမြောက်လက်မိုးကောင်းကင်သစွန်းမှထွက်လာ၍သစွန်းတိုင်အောင်လှည့်ပတ်သောအားဖြင့်သူ၏အပူအရှိန်မှကဲလွတ်သောအရာတစ်စုံတစ်ခုမျှမရှိထာဝရဘုရား၏တရားတော်သည်ဆုံးလင်းသည်ဖြစ်၍စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏ထာဝရဘုရား၏တက်သေးခံတော်မူချက်သည်ဟုတ်မှန်သည်ဖြစ်၍မလိမ္မာသောသူတို့ကိုလိမ္မာစေတတ်၏ထာဝရဘုရား၏ဤဥပရိသတို့သည်ဖြောင့်မတ်သည်ဖြစ်၍စိတ်နှလုံးကိုရှင်လန်းစေတတ်၏ထာဝရဘုရား၏ပညာတော်သည်စင်ကြယ်သည်ဖြစ်၍မျက်စိကိုရှင်လင်းစေတတ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်တန့်ရှင်းသည်ဖြစ်၍ကာလအစဉ်မြဲတည်ထာဝရဘုရား၏စီရင်တော်မူချက်တို့သည်တစ္ဆာတရားနှင့်ညီ၍တညီတညွတ်သည်ဖြောင့်မတ်ကြ၏ရွှေထက်မကများစွာသောရွှေစင်ထက်နှက်သက်ဖွယ်ဖြစ်၍ပြားရည်ထက်မကပြားလပုတ်ထက်ချိုကြ၏တရားတော်အပြင်ကိုယ်တော်ဤကျွန်းသည်တတိရ၍တရားဆောင်ခြင်းအကျိုးသည်ကြီးလှပါ၏မိမိမာယွန်းခြင်းကိုအဘယ်သူသည်နားလည်နိုင်သည်မထင်ရှားသောသူဆက်အဖြစ်နှင့်ကျွန်ုပ်ကိုကင်းစင်စေ၍ရဲရင်တော်သူဆက်ကိုလည်းကိုယ်တော်ဤကျွန်းသည်မပြုရမည်အကြောင်းစီးတာတော်မူပါသူဆက်အဖြစ်သည်ကျွန်ုပ်ကိုအဆုံးမရပါစေနှင့်ထို့သောသောအဖြစ်ကျွန်ုပ်သည်ဖြောင့်မတ်ခြင်းရှိ၍ကြီးစွာသောပြမခြင်းနှင့်ကင်းလွတ်ပါလိမ့်မည်ကျွန်ုပ်ပြောသောစကားနှင့်စိတ်နှလုံး၏အကြံစီသည်ရှေ့တော်၌နှက်သက်ပွဲဖြစ်ပါစေသောအိုထာဝရဘုရားကျွန်ုပ်၏ကြောင့်ကျွန်ုပ်ကိုရွေးနှုတ်တော်မူသောဘုရားစာလနံပါတ်20ဘေးရောက်သောကာလ၌ထာဝရဘုရားသည်ကိုရော့စကားကိုနားထောင်၍ယာကုပ်၏ဘုရားသခင်နာမတော်သည်ချီးမြှောက်တော်မူပါစေသောတန်ရှင်ရဌာနတော်ထဲကကူညီ၍စိအောင်တောင်ပေါ်ကထောက်ပင့်တော်မူပါစေသောကိုရောဤပူဇော်တကအလုံးစုံကိုအောက်မေ့၍မိရှုသောရစ်ကိုလက်ခံတော်မူပါစေသောကိုရောဤစိတ်အလိုရှိသည့်အတိုင်းပေးသနာ၍အကြံစီတော်ရှိသမျှတို့ကိုပြည့်စုံစေခြင်းကပြုတော်မူပါစေသောကိုရောဤကဲတင်ခြင်းကြောင့်အကျွန်ုပ်တို့သည်ဝမ်းမြောက်၍အကျွန်ုပ်တို့ဘုရားသခင်၏အခွင့်နှင့်အလံကိုထူကြလိမ့်မည်ထာဝရဘုရားသည်ကိုရောဆုတောင်းသမျှအတိုင်းကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားပေးတော်မူ၍ပိတ်တခံတော်သူအားကဲတင်တော်မူကြောင်းကို၎င်းလက်ရာလက်တော်ကဲတင်ခြင်းအစွမ်းနှင့်ထိုသူ၏စကားကိုတန့်ရှင်းသောကောင်းကင်ပေါ်မှနားထောင်တော်မူကြောင်းကို၎င်းယခုငါသိ၏အချို့သောသူတို့သည်ယထာကို၎င်းအချို့သောသူတို့သည်မြင်းကို၎င်းချီးမွမ်းတတ်ကြ၏ငါတို့မူကားငါတို့ဘုရားသခင်တည်းဟူသောထာဝရဘုရား၏နာမတော်ကိုချီးမွမ်းကြလိမ့်မည်သူတို့သည်နှိမ့်ချ၍လဲလှယ်ရှိကြ၏ငါတို့မူကားထ၍မတ်တတ်နေကြ၏အိုထာဝရဘုရားမင်းကြီးကိုကဲတင်တော်မူပါအကျွန်ုပ်တို့ခေါ်သောအခါနားထောင်တော်မူပါဆာလနံပါတ်21အိုထာဝရဘုရားမင်းကြီးသည်ကိုယ်တော်၏အစွမ်းတတ္တိကြောင့်ဝမ်းမြောက်၍ကယ်တင်တော်မူခြင်းအပြင်အလွန်ရွှင်လန်းပါ၏သူ၏နှုတ်နှင့်ဆုတောင်းသည်ကိုညင်းပေတော်မူသူ၏စိတ်အလိုရှိသည့်အတိုင်းပေးသနာတော်မူပြီးကောင်းမြတ်သောမင်္ဂလာတို့ကိုအူးပြု၍ပေးတော်မူပြီးရွှေစင်တရဖူကိုသူ၏ကောင်းပေါ်မှတင်တော်မူပြီးသူသည်အသက်ကိုဆုတောင်း၍ကိုယ်တော်သည်အသက်မကထာဝရအသက်ကိုပေးသနာတော်မူပြီးကယ်တင်တော်မူခြင်းအပြင်သူသည်ဘုံကြီး၍လက်တော်မှဂုံအသီးနှင့်တကူအာနုဘော်တော်ကိုခံရပါ၏ကိုယ်တော်သည်သူကိုထာဝရမင်္ဂလာအရာ၌ခန့်ထား၍မျက်နာတော်အားဖြင့်အလွန်
ဝမ်းမြောက်စေတော်မူ၏အကြောင်းမို့ကမင်းကြီးသည်ထာဝရဘုရားကိုကိုးစား၍အမြင့်ဆုံးသောဘုရား၏ကရုဏာတော်ကြောင့်တည်ကြည်တတ်ပါ၏ကိုတော်၏လက်တီရန်သူအပေါင်းတို့ကိုတွေ့၍ကိုရော့ကိုမုံတော်သူတို့ကိုလက်ရလက်တော်သည်တွေ့တော်မူပြီးအမျက်တော်ထွက်သောကာလ၌သူတို့ကိုမိဖို့ကဲ့သို့ဖြစ်စေတော်မူမည်ထာဝရဘုရားသည်အမျက်တော်အားဖြင့်သူတို့ကိုညွန်တော်မူ၍မိသည်လဲလောင်စားပါလိမ့်မည်သူတို့မျိုးနွယ်ကိုမြေကြီးမှပေရှင်း၍တားစင်မြေဆက်တို့ကိုလူမျိုးထဲကဖျက်ဆီးတော်မူမည်အကြောင်းမူကားကိုတော်တစ်ဖက်၌မကောင်းသောအကြံကိုကြံစီ၍မကောင်းသောပရိဒတ်အကိုပြုကြပါ၏တို့ရတွင်အကြံမထမြောက်ကြပါထို့ကြောင့်သူတို့မျက်နှာတစ်ဖက်၌လေးမြားတော်တို့ကိုရွယ်၍သူတို့ကြောကိုလှည့်စေတော်မူမည်အိုထာဝရဘုရားကိုတော်သည်အစွမ်းတတ်သည့်တကူအားဖြင့်ချီးမြှောက်ခြင်းရှိတော်မူစေတည်းအကျွန်ုပ်တို့သည်တကူတော်ကိုထောမနာသခြင်းဆိုကြပါမည်တမန်တော်ဝတ္ထုအခန်းကြီး19အပိုင်းငယ်27မှ40နဲ့တည်းထို့နောက်မှာဘောလူကငါဒီမာကီတောနိပြည်နှင့်အခါယပြည်ကိုရှောက်သွားပြီးလင်ဂျေရုဆလင်မြို့သို့သွားမည်ထိုမြို့သို့ရောက်ပြီးသည်နှင့်ယောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ၌အကြံရှိသည်ဖြစ်၍မိမိအားလှုပ်ကြွေးသောသူနှစ်ယောက်တိမောသေနှင့်အေရတုတို့ကိုမာကေဒေါနိပြည်သို့ဆေလွတ်ပြီးမှမိမိသည်အာရှိပြည်၌ခဏနေသည်၏ထိုအခါဘာသာတရားကြောင့်ရောက်လာသောအမှုကြီးဟုမူကားသေမေတရိအမည်ရှိသောပဒိန်သမားတစ်ယောက်သည်အာတေမိနတ်သမီး၏ငွေပိတ်မှန်ငယ်တို့ကိုလှုပ်သည်ဖြစ်ပဒိန်သမားတို့အစီးပွားများကိုပြုတတ်၏ထိုတို့သည်ပဒိန်သမားတို့နှင့်ထိုတို့သောအသက်သမားများကိုဆွယုံစေပြီးလျှင်အချင်းလူတို့ဤအသက်ကိုအမိပြု၍ငါတို့၌ကြိုးစီးပွားဖြစ်သည်ကိုသင်တို့သိကြ၏ယခုတွင်ထိုဘောလူကလူလည်းဖြစ်လှုပ်သည်များသောဖယားမဟုတ်ဟုဆိုသဖြင့်အေဖက်မြို့မှဇာ၍အာရှိပြည်တလျှောက်လုံးကုံမတက်လူအပေါင်းတို့ကိုဖျားယောင်းသွေးဆောင်သည်ကိုသင်တို့မြင်လက်ကြလည်းရှိကြ၏ထို့သောလူများတို့သည်ငါတို့၏အသက်ကိုကဲ့ရဲ့သည်တာမကကြီးမြတ်သောနတ်သမီးအာတေမိ၏ဗိမာန်တော်ကိုပမာဏမပြုသဖြင့်အာရှိပြည်တလျှောက်လုံးမှဇာ၍လောကီနိုင်ငံသားတို့ကိုးကွယ်သောဘုံအတရေတော်ကြီးပျက်စီးခြင်းတို့ရောက်မည်ကိုဆိုရင်စရာအကြောင်းရှိပါသည်ဟုပြောဆို၏ထိုစကားကိုကြားလျှင်ထိုသူတို့သည်တောတာအမျက်နှင့်ပြည်သဖြင့်အေဖက်လူတို့၏အာတေမိသည်ကြီးမြတ်တော်မူ၏ဟုဟစ်ကြော်ကြ၏တမြို့လုံးယုံရင်ခံမြဖြစ်၍ဘောလုံးနှင့်အတူတေဒစာရီလှဲ့လေသောမာကီတောနှင့်လူဂါယုနှင့်အာရိတာခုတို့ကိုဆွဲယူပြီးလျှင်ပွဲခံစေရာစရက်ထဲသို့ညီညွတ်စွာတဟုန်သည်ပြေးဝင်ကြ၏ဘောလူသည်လူစုထဲသို့ဝင်ခြင်းကအလိုရှိတဲ့တပည့်တော်တို့သည်မြစ်သားကြ၏ဘောလူ၏အဆွေဖြစ်သောအာရှိပွဲမင်းအချို့ကလည်းပွဲခံစရာစီရက်ထဲသို့ကိုမအပ်ပါနဲ့ဟုသူတို့ထံသို့လွှတ်၍တောင်းပန်လေ၏စုဝေးသောလူတို့သည်ယုံရင်ခံမြဖြစ်၍တယောက်တခြားစီအော်ဟစ်သဖြင့်လူများတို့သည်မိမိတို့စုဝေးရသည်အကြောင်းကိုပင်မိမိတို့မသိကြယူဒလူတို့သည်အာလေစန္ဒုကိုအခွင့်ပေး၍လူတစ်ပါးတို့သည်လူစုရှိတ်သို့တွားစေသဖြင့်သူသည်လက်နှင့်မှတ်ပေး၍အပြစ်ဖြေစရာစကားကိုလူများတို့အားပြောခြင်းငါအလိုရှိ၏သူသည်လက်နှင့်မှတ်ပြီးအပြစ်ဖြေရာစကားကိုလူများတို့အားပြောခြင်းကအလိုရှိ၏သူသည်ယူဒလူဖြစ်သည်ကိုသိကြလျှင်အေဖက်လူတို့၏အာသမိသည်ကြီးမြတ်တော်မူ၏ဟုနှစ်နာရီခန့်မြလောက်လူအပေါင်းတို့သည်တန်ဒီနှင့်ဟစ်ကြော်ကြ၏မြို့စရေသည်လူများကိုသိစေပြီးလေအေဖက်လူတို့အေဖက်မြို့သည်စုဒဖျားထံမှကြသောရုပ်တုတော်တည်ဟုသောကြီးမြတ်သောအာသေမိကိုလှုပ်ကြွေးသောဖျားကျွန်ဖြစ်သည်ကိုမသိသောသူသုံးတရားများရှိသလောရေရာများတို့သည်ငင်းခုန်ဖွယ်မရှိသည်ဖြစ်၍သင်တို့သည်တိတ်ဆိတ်စွာနေတင်ကြ၏တတိနှင့်မစင်ခြင်းပေအဖေမှုကိုများမပြုတင်ကြဗိမာန်တော်ကိုလူ၍ဖြစ်စီခြင်းမရှိသင်တို့၏ဖျားကိုမကဲ့ရဲ့သောဤလူတို့ကိုသင်တို့သည်ဆောင်ယူခဲ့ကြပြီတကားတေမေတရိမှဆာ၍သူနှင့်အတူရှိသောပရိန်သမားတို့သည်တဆုံတယောက်သောသူ၌အမှုရှိလျင်ယုံတော်ရှိ၏မြို့ဝဲမင်းလည်းရှိ၏အမှုသေးခြင်းတရားတွေ့ကြစေသို့မဟုတ်သင်တို့သည်အခြားအမှုကိုအစည်းရင်ခံလိုလျင်တရားသောအစည်းအဝေး၌စီရင်ရလိမ့်မည်ယနေ့ယုံရင်ခတ်ခြင်းကိုပြုသောကြောင့်အမှုရောက်မည်ဟုဆိုရင်ရာရှိ၏အကြောင်းမကဤမတရားသောစီဝေးခြင်းအကြောင်းကိုပြောစရာတစုံတစ်ခုမျှမရှိဟုဆိုပြလျင်အစည်းအဝေးကိုဖျက်လေ၏